Tony Cruz ဂျာမန်ကွင်းလေစနိပါကမ္ဘာဘောလုံးပရိသတ်တို့ရေဒီနေ့မှာတော့တာမန်လူတယောက်ကနေဘောလုံးစတာဖြစ်လာတဲ့ဂျာမန်စက်ရုပ်လူတင်စားခေါ်ဝေါ်ကြတဲ့ Tony Cruz ရဲ့ဘဝဆက်ကြောင်းကိုခန်းစားနားဆင်ကြရအောင်သူကွင်းထဲမှာဘလူမျိုးခြေစွမ်းပြဟစ်လေဘလူအောင်မြင်မှုတွေရယူနိုင်ခဲ့လေဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ကလေးဘဝနဲ့အစ1990ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ Griff Walk မြို့မှာမွေးဖွားခဲ့တဲ့ Tony Cruz ဟာငယ်စဉ်ကတည်းကဘောလုံးကိုအယူမူဝါသနာထုံခဲ့သူပါသူ့ရဲ့ပထမဆုံးအသင်းကတော့ Griff Walk FC အသင်းဖြစ်ပြီးအဲ့ဒီနောက်ပိုင်း Hansa Rostock အသင်းမှာဆက်လက်ကစားခဲ့ပါတယ်။ Bayern Munich အောင်မြင်မှုစီတူပထမခြေလှမ်း2006ခုနှစ်မှာတော့ဂျာမန်ထိပ်သီးBayern Munichအသင်းကိုရောက်ရှိခဲ့ပြီးဂျူနီယာအသင်းမှာစတင်ကစားခဲ့ပါတယ်။သူ့ရဲ့ထူးချွန်တဲ့ခြေစွမ်းတွေကြောင့်မကြာခင်မှာပဲပထမအသင်းကြီးမှာပါဝင်ခွင့်ရခဲ့ပါတယ်။ Bayern Munichမှာကစားခဲ့တဲ့ကာလအတွင်းမှာဂျာမန် Bundesliga ဖလား3ကြိမ်၊ဂျာမန်ဖလား3ကြိမ်နဲ့ Champions League ဖလား1ကြိမ်ကိုရယူနိုင်ခဲ့ပါတယ်။ Bayern Leverkusen အငှားဘဝရဲ့တင်ကန်းစာ2009ခုနှစ်မှာတော့ Bayern Leverkusen အသင်းကိုအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ Leverkusen မှာကစားခဲ့တဲ့တရားတီခွဲအတွင်းမှာ Cruz ဟာသူ့ရဲ့အရေးချင်းကိုပုံမတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးအသင်းရဲ့အဓိကကစားသမားတဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ Real Madrid ရဲ့ဂန္ဓဝင်အဖြစ်ဖန်တီးခြင်း2014ခုနှစ်မှာတော့ Tony Cruz ဟာစပိန်ထိပ်သီး Real Madrid အသင်းကိုပြောင်းရွှေ့ခဲ့ပြီးသူ့ရဲ့ဘောလုံးသမားဘဝမှာအထွတ်အမြတ်ကိုရောက်ရှိခဲ့ပါတယ်။ Real Madrid မှာကစားခဲ့တဲ့10နှစ်တာကာလအတွင်းမှာ Champions League ဖလား5ကြိမ်၊ La Liga ဖလား4ကြိမ်နဲ့ကမ္ဘာကလပ်ဖလား4ကြိမ်ကိုစုခူးနိုင်ခဲ့ပါတယ်။ Real Madrid အသင်းမှာတွဲဖက်ကစားသမားတွေကသူ့ကို El Profesor လို့ချစ်စနူးနဲ့ခေါ်ကြပါတယ်။တိကျတဲ့ဘောလုံးပေးဖို့ဖန်တီးမှုတွေကြောင့်ကွင်းလက်စနိုက်ပါလို့လည်းခေါ်ကြပါတယ်။နိုင်ငံအသင်းဂျာမနီအတွက်ဂုဏ်ယူပွဲTony Cruz ဟာဂျာမနီလက်ရွေးစင်အသင်းအတွက်လေအရေးပါတဲ့ကစားသမားတဦးဖြစ်ခဲ့ပါတယ်။2010ကမ္ဘာဘောလုံးမှာဝင်ရောက်ရင်ဆိုင်ခွင့်ရခဲ့ပြီး2014ကမ္ဘာဘောလုံးမှာတော့ဂျာမနီအသင်းနဲ့အတူချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။အနားယူခြင်းနှုတ်ဆက်ပွဲ2024ခုနှစ်မှာတော့ Tony Cruz ဟာဘောလုံးသမားဘဝကနေအနားယူရမယ်လို့ကြေညာခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးကစားခဲ့တဲ့အသင်းကတော့ Real Madrid အသင်းဖြစ်ပြီးဘောလုံးပရိသတ်တွေကသူ့ကိုလေးစားစွာနဲ့နှုတ်ဆက်ခဲ့ကြပါတယ်။ Tony Cruz ဟာဘောလုံးကွင်းထဲမှာထူးချွန်တဲ့ညံရင်ညံတွေးနဲ့တိကျတဲ့ဘောလုံးပေးဖို့ဖန်တီးမှုတွေကြောင့်နာမည်ကျော်ကြားခဲ့သူပါ။သူဟာကမ္ဘာဘောလုံးလောကမှာအောင်မြင်မှုများစွာရရှိခဲ့တဲ့ကစားသမားတဦးဖြစ်တယ်လို့လူငယ်တွေအတွက်လေအတူယူစရာစံပြပုဂ္ဂိုလ်တဦးပါ။ Tony Cruz ရဲ့ဘဝစကြောင်းဟာစိတ်လှုပ်ရှားစရာကောင်းတယ်လို့အတူယူစရာလေးကောင်းနာမှုဘောလုံးပရိသတ်တွေအတွက်အမှတ်တရဖြစ်စေမှာအမှန်ပါ။